ကွန်ကရစ်တွေကနှစ်ပေါင်းများစွာကြာလာတာနဲ့အမျှပဲ့ကြွေကုန်တာတွေအကွဲကုန်တာတွေကသဘာဝပါပဲ။တိကျပညာရှင်တွေကဒါကိုအမြင့်ပြတ်တော်လှန်မှုအတွက် UHPC လို့ခေါ်တဲ့ Ultra High Performance Concrete ကိုတီထွင်လိုက်ပါတယ်။သူကကွန်ကရစ်ဆိုပေမဲ့တမဏိတွေလိုကွင်းညွတ်နိုင်တဲ့ရှိတဲ့အစွမ်းထက်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။လျှို့ဝှက်ချက်က microscope အဆင့်အထိအလွန်သေးငယ်တဲ့တိကျပေါင်းစပ်မှုတွေရှိလို့ပါ။ချိုးကျပါဝင်ပေါင်းစပ်ထားတဲ့ဘီလက်မြေသဲနဲ့တခြား chemical ပစ္စည်းတွေကိုပေါင်းစပ်တဲ့နေရာမှာလူစပင်တမွေးစာတောင်နေရာလွတ်မရှိအောင်ပေါင်းစပ်ထားလို့ပဲဖြစ်ပါတယ်။တာမန်ကွန်ကရစ်တွေလိုရေအများကြီးသုံးစရာမလိုဘဲနဲ့အဆိုဓာတ်အနှဲငယ်ပဲသုံးထားတဲ့အတွက်ကြောင့်အတွင်းမှာလေခိုပေါက်လုံးဝမရှိပဲကြောက်တုံးထက်တောင်မာတဲ့တိတ်သီးစားကိုရရှိသွားစေတာဖြစ်ပါတယ်။အဲမှာပါဝင်တဲ့ steel fiber တမဏိကြိုးလေးတွေကလူခန္ဓာကကြွက်သားမြင်တွေလိုပဲပြင်ပဒဏ်အားကိုအချင်းချင်းကြားကန်ထိန်းညှိပေးထားတာကြောင့်အန်ကြီးတက်တာအက်ဆစ်မိုးမိတာတွေမကပဲနဲ့စစ်ပွဲဒဏ်တွေအပြင်ဘုံပေါက်ကွဲတဲ့ဒဏ်တွေကိုပါကောင်းကောင်းကြီးခံနိုင်ရရှိပါတယ်။ဒါကြောင့်ရေနံပိုင်းပင်လယ်ကူးတရားတွေနဲ့ကာကွယ်ရေးစစ်ဘက်ဆိုင်ရာတွေမှာတန်ဖိုးကြီးပစ္စည်းအဖြစ်ရွေးချယ်အသုံးပြုနေကြတာပဲဖြစ်ပါတယ်။တာမန်ကွန်ကရစ်နဲ့ရှင်ရင် UHPC ကပစ္စည်းဘိုးတင်မဲ့အစ3ဆကနေ5ဆချို့နေရာတွေမှာအစ20အထိကုန်ကျစရိတ်ကအရန်ကြီးမြင့်လွန်းပါတယ်။နိုင်ငံတကာကအမြဲဖွံ့ဖြိုးတိုးတက်နေတဲ့အင်ဂျင်နီယာပညာရပ်တွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် subscribe like and follow လုပ်သွားလို့ရပါတယ်။လိုအပ်ချက်တွေရှိခဲ့ရင်လည်း comment မှာဆွေးနွေးအကြံပေးခဲ့နိုင်ပါတယ်